Hello，大家好，အားလုံးမင်္ဂလာပါဒီနေ့老师တို့ကကြတော့အေးဘူးလေးတွေရဲ့အခေါ်အဝေါ်လေးတွေကို10မျိုးလောက်မှတ်လိုက်ကြရအောင်ဒီဗီဒီယိုလေးနဲ့ပေါ့နော်တကယ်တော့မိတ်ဆွေတို့ကအေးပဲဝယ်တောက်เนาะဒါမှမဟုတ်ကိုကဝေတာလောက်တယ်เนาะ customer ကဒီဟာလေးလိုချင်နေဆိုရင်တခါတည်းရသွားအောင်လို့ပေါ့နော်ဒီ10မျိုးလေးကိုเนาะတခါတည်းချက်သွားပါဒါဆိုရင်老师တို့ကလူတိုင်းကြိုက်ကြတယ်ပါလဲဆိုတော့ကိုကာကိုလာကိုတရုတ်လိုက可口可乐可口可乐ကိုကာကိုလာเนาะနောက်ထပ်တစ်ခုက Sprite ကိုကြတော့雪碧ရေတန့်ကိုကြတော့水နဲ့မတုံရေတန့်ကိုကြတော့老师တို့က矿泉水ရေတန့်နောက်တစ်ခုကကျွဲရိုင်းကိုကြတော့红牛ကျွဲရိုင်းเนาะနောက်တစ်ခုကကျွဲစိမ်းကို卡拉宝ကျွဲစိမ်းเนาะကျွဲစိမ်းတောက်ချင်တယ်ဆိုရင်ရသွားပြီเนาะနောက်တစ်ခုကဖန်တာအချိုရည်ကိုကြတော့芬达เนาะ Mirinda အချိုရည်ကိုကြတော့美年达เนาะနောက်တစ်ခုက Pepsi ကိုကြတော့百事เนาะ 7 up ကိုကြတော့七喜7 up เนาะနောက်တစ်ခုကကြတော့ဆိုဒါရည်တွေကို老师တို့က苏打水เนาะဟုတ်ပါသားဆိုမိတ်ဆွေတို့ကဒီ10မျိုးပေါ့နော်အေးဘူးလေးတွေရဲ့အခေါ်အဝေါ်လေးတွေကိုရသွားပြီးဖြစ်ပါတယ်မိတ်ဆွေတို့တွားပြီးချက်ထားပါเนาะတကယ်လို့မိတ်ဆွေတို့ကတခြားအသုံးလုံးလေးတွေကိုရချင်တယ်တခြားအခေါ်အဝေါ်လေးတွေရချင်တယ်ဆိုရင်ဒီစာအုပ်လေးလေးဝယ်ဖတ်လို့ရတယ်ဒီစာအုပ်လေးကကြတော့စားတောက်ဆိုင်ပိုင်းနေပါတယ်เนาะဒီစာအုပ်လေးကကြတော့စားတောက်ဆိုင်ပိုင်းနေပါတယ်ဝေတာတွေအပိုင်းနေပါတယ်အင်တာဗျူးအပိုင်းနေပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာเนาะဒီ level 2ပေါ့နော် level 2မှာဆိုရင်ကကျတော့စားတောက်ဆိုင်ပိုင်းနေဝေတာပိုင်းနေเนาะအယောင်ပိုင်းနေဟိုတယ်ပိုင်းနေအဲ့ဒါလေးတွေပါတယ်မိတ်ဆွေတို့ကစာအုပ်ယူချင်တယ်ဆိုရင်စာအုပ်လေးတွေဝယ်ဖတ်လို့ရတယ်ဒါမှမဟုတ်မိတ်ဆွေတို့ကကျတော့အပြင်မှာပဲဆရာမတွေနဲ့တိုက်ရိုက်လေ့လာချင်တယ်လေ့ကျင့်ချင်တယ်ဆိုရင်လည်းအမြဲဆုံးလာပြီးစုံစမ်းပြီးတော့လာပြီးတက်သွားလို့ရပါတယ်အဲ့တော့ကျေးဇူးတင်ပါတယ်ရှိတယ်大家一起努力吧